အားလုံးပဲမင်္ဂလာပါခင်ဗျအခုဗီဒီယိုလေးကတော့ sanction တွေအနေနဲ့ A4 application မှာကိုယ်ဆိုင်ကိုဘယ်လိုဖွင့်မလဲဘယ်လိုဈေးရောက်မလဲဆိုတာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဥစွာပထမ sanction တွေအတွက်ထုတ်ထားပေးတဲ့ A4 application လေးတွေကိုဝင်လိုက်ပါမယ်ခင်ဗျကျွန်တော်တို့ application လေးတွေကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ account ဖွင့်မှာမလို့ create account ဆိုပြီးနှိပ်လိုက်ပါတယ်ပြီးတော့ကျွန်တော် sign နာမည်ရေးလိုက်ပါတယ်ခင်ဗျကျွန်တော်တို့ sign နာမည်ရေးပြီးသွားရင်တော့ကိုယ်ဆိုင်ရဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်လိုက်ပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော်တို့ဆိုင်ဖွင့်ချိန်လေးထည့်ပါမယ်ကျွန်တော်ကတော့8နာရီမှာဆိုင်စားဖွင့်လိုက်ပါတယ်ခင်ဗျဒါကတော့လူကြီးမင်းတို့ကိုဆိုင်ဖွင့်တဲ့အချိန်ကိုထည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဆိုင်ဖွင့်ချိန်ကိုမနက်8နာရီထားလိုက်တယ်ညခင်းပိုင်းအောင်တော့ကျွန်တော်ဆိုင်9နာရီထိဖွင့်လိုက်ပါတယ်ဖွင့်လိုက်တယ်ကျွန်တော်တို့မနက်8နာရီဆိုင်ဖွင့်ပြီးည9နာရီဆိုင်ပိတ်ပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော်တို့အောက်ကိုဆွဲလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာ password လေးကိုရိုက်ထည့်ပေးလိုက်ပါခင်ဗျpassword ရိုက်ထည့်ပြီးသွားရင်တော့ agree with private policy ဆိုတဲ့ဟာလေးကိုအမှန်ချက်ပေးပြီးရင် create account နှိပ်လိုက်တာနဲ့ကျွန်တော်တို့ A4 application မှာကိုယ်ဆိုင် account တစ်ခုဖွင့်ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ account ဖွင့်ပြီးသွားရင်တော့ကိုယ်ဆိုင်ရဲ့ logo ဒါမှမဟုတ်ကိုယ်ဆိုင်ပုံလေးကိုထည့်မဲ့နေရာလေးကိုကျွန်တော်ပြောပြပေးပါမယ်ခင်ဗျအဲ့ဒီအတွက်ကျွန်တော်တို့ညာဘက်အစွန်ဆုံးမှာရှိရဲကျွန်တော်တို့A4 logo လေးနဲ့ပေါ့နော်ကျွန်တော်တို့လားပုံလေးတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ဒီဟာကိုနှိပ်လိုက်ရင်တော့ကျွန်တော် active profile ဆိုတဲ့ဟာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါအဲ့လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ်လာပြီပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ sign နာမည်လားဒါမှမဟုတ်ကျွန်တော်တို့ email ပဲထပ်ထည့်မလားဒါမှမဟုတ်ကျွန်တော်တို့ sign ရဲ့ phone number ပဲပြန်ပြောင်းမလားရွေးလို့ရပါတယ်ခင်ဗျကျွန်တော်ကတော့ပုံထည့်ပါမယ် sign ရဲ့ပုံလေးပေါ့နော်ကျွန်တော်လောလောဆယ်အခုကျွန်တော်မှရှိရဲ့ဒီပုံလေးကိုထည့်လိုက်ပါမယ်ခင်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်ဆိုင်ပုံလေးထည့်ပြီးသွားပါပြီအောက်မှာတော့ကျွန်တော်တို့ဆိုင်ဖွင့်ချိန်ပိတ်ချိန်ပြီးတော့ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာပေါ့နော်ပြီးရင်ဆိုင်ရဲ့ password လေးပါကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ sign ဒီနေရာလေးကိုထည့်ဖို့ use current location ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါခင်ဗျကျွန်တော်တို့ဒါကတော့ sign နေရာပေါ့နော်ပြီးကြရင် save နှိပ်လိုက်တာနဲ့ကျွန်တော်တို့ sign ဒီနေရာကျွန်တော်တို့ A4 application မှာ account တစ်ခုဖွင့်ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ